Why evening video လေးကျွန်တော်လာစခိုက်တယ်လို့ပြောပြပါတယ်ဒီနေ့ရတာမီညောင်ဘုံထုတ်စီသွားအကြောင်းလေးကိုပြပြတော့မှာပြပါတယ်အမေရဲ့တမီပြီးပြီနော်အေးဟုတ်ပြီငါတော့မစိုးပါဘူးကြည့်လို့ခဲ့တော့ရမလားအော်မင်းလည်းမတွားရင်ရောကားတက္ကစီတမောက်ရောခေါ်ပြီးပြီလားပြီးပါရဲ့တော့မယ်မလေးတက်စီကမအမေပဲဆိုင်ကိုကြိုင်ရတယ်ရရအမေတမီးပဲကြလိုက်တော့မယ်နော်အော်ငါတမီးရအဲ့မှာကျနေပါတိုင်းအဲ့ဆိုမေတမီးကိုလေတမီးကြိုက်တဲ့ဟာလေးဝယ်ပေးပါလားဟုတ်ပါဟိုမှာဘာလို့လဲမသိဟိုမှာထိုင်နေရတော့ကောင်းကြီးကိုမြင်နေရတယ်ဒီမှာတော့ခြေတော့ကြည့်တဲ့မြင်နေရတယ်တော့ဒီလိုကြည့်တော့ခြေတော့ကြည့်မိရတယ်ဒီလိုကြည့်တော့ကွာခြေတော့ကြည့်မိရမှာကြည့်ခေါင်းကြီးလည်းမြင်ရတယ်တော့လာတယ်လာတယ်အမေငါးနိုင်တော့ခေါ်တာအမေငါးနိုင်လည်းမသိတော့ပါဘူးငါးနိုင်လည်းငါးနိုင်ခွဲတော့မခေါ်တာဆိုတော့လည်းမချင်နဲ့ကတော့ငါတော့ကြာနေပြီလားမသိငါနိုင်ခွဲရမယ်ဟိုတာမီနေရခေါ်ထားရဲ့ပူချုပ်စီသွားမယ်တဲ့ဟိုမှာစောင့်နေကြပြီခွဲနေပြီဆိုတော့ဘယ်လိုလိုက်တော့မခဲသွားမယ်ကားပတ်ကြရနော် sorry ပါတော့ကြာရပါတယ်အမေကဲသွားမယ်တမီးကြိုက်တာလေးဝယ်ပေးနော်ဟုတ်ပါပြီငါတမီးရမောင်လေးအမေဘာပြောလို့လဲမဟုတ်ဘူးတက်ဆီကားလေးဘယ်တော့လဲမသိဘူးအမေအဲ့ဟာလေးသူကမတောင်းဘယ်တော့လဲမသိကျွန်တော်တို့ free ပေးရပြီပါတယ်အတီတို့လာမပြောလားကားပေါ်တက်တော့မယ်ဟဲ့တော့အခုရဲ့ကျမအမေဟိုအဆင်ပြေပါလားဟုတ်တယ်တမီးရဲ့အမေโอเคပါဦးဒီမှာအမေရဲ့ညောင်းနေဟုတ်ပါပြီကျွန်တော်အမေကားနေရအမြဲသွားပြီးပါမယ်ကျွန်တော်ကပြန်တက်သေးမယ်အဲ့ရပါဆိုင်လို့အလကားရတယ်ဟုတ်တယ်မောင်လေးဘယ်လိုရလဲကျွန်တော်ကဗျာကျွန်တော်အကူကဒီမှာလောက်တာဆိုတော့အဲ့ကျွန်တော်အကူလေအကြောင်းမလို့ကျွန်တော်ကြိုက်တယ်လေးရတယ်ကောင်းတယ်နော်အကူလောက်တာပေါ့မလေးအကူဘာကားရမှာတဲ့မောင်လေးရဲ့လေးယောက်စီးရဲ့ကားလေးဘာကားလေးလဲပစ္စည်းရဲ့တဲ့ချင်တာဒီမင်းရလေးပဲလိုက်တော့ပါမယ်တားပြီတော့ကိုဟုတ်ပါပြီမောင်လေးရဲ့ကောင်းမောင်တက်လို့လားဟုတ်ပါတော့ကိုမောင်တက်တာပါဒီကားလည်းအရှင်တော်လေးနဲ့ကြောင်းတယ်ဟာတော့လည်းလမ်းမတော်ရပါတယ်မောင်လေးကျမတို့ပေါ့နော်ကျမဖုန်းနဲ့စစ်ခဲ့ပါမယ်မောင်လေးအမအန်ဒီဖုန်းစစ်ခဲ့ချင်းကြလာပြီးပါနော်ခဏလေးအကိုပြောချာရှိတယ်ရဲ့ခုနကလေပြန်ဟောက်ကြည့်ပါအဲ့ဒါကြောင့်သူကဘာကြီးတဲ့ရုပ်ထုတာမတူဘူးဟုတ်ဘူးအဲ့ယူနေရတဲ့10ဘက်အပေါင်း10နှစ်မအေးရလို့မှဖြစ်သွားတာအဲ့ဆိုသွားတော့ရပြီနော်ကျွန်တော်လဲပြေဟွာတော့ခေါ်ရအောင်မယ်ဘိုလင်ပြားနီးကိုအဲ့ဆိုသွားပြီနော်ဟုတ်ပါပြီသွားရမယ်နော်ငါဟိုလင်ပြားနီးကိုတော့ခေါ်ကားဆုပ်ကလည်းမေတို့ဆိုလို့လားဘာဖြစ်လို့လဲမသိဘူးလေတိတ်မရောက်သေးဘူးတော့ဟုတ်ပါတော့အမေအတီးဝယ်တော့မလားပါတီးဝယ်တော့မလဲပန်တီလေးညီမရေပန်တီလေးဘယ်လောက်လဲအမေတမီးလိမ်မော်တီးလားအဲ့ပါတီးလေလိမ်မော်တီးလေးကြိုက်တယ်
လားတမီးကျမပေါ့အန်တီပေါ်တော့ပန်တီငါလုံးနဲ့လီမိုတင်ကအန်တီတလုံးဘယ်လောက်လဲပန်တီတလုံးကကျတော့တစ်ထောင်ပဲဖြစ်ပါတယ်ဟာတန်နေတော့တမီးဟုတ်ပါတော့အမေအစုံ9000တောင်းလီမိုတီရရောလီမိုတီလည်းတစ်ထောင်ပါပဲအဆွေရင်တစ်တောင်းမှာချကလင်းကျေးဇူးပါတော့လဲဝယ်ယူအပေးကြပါဘာလဲဝယ်မလဲငါစားမှာခဏနေမှတော့ရအောင်လေဘာဆိုင်တော့ငင်းချမ်းရှင်ကာဖေးအမေဒီဆိုင်ရတဲ့နေရောသူများစပြုတ်ရေးဆိုတော့ထောင်ရတာစားတော့မလားတမီးဟုတ်တယ်ဝယ်ကြရအောင်ဘာလို့ဝယ်မလဲတာစပြုတ်အမေတာစပြုတ်ပဇွန်စပြုတ်တမီးပါယူနေအမေတမီးရကြတော့ပဇွန်စပြုတ်ဝယ်မယ်ပဇွန်ညီမရဲ့အန်တီဘောနော်ပဇွန်စပြုတ်တပွဲရဲ့စတာစပြုတ်တပွဲရဲ့အမေတာစပြုတ်တပွဲရဲ့အမေတပွဲမှာဟုတ်တယ်အမေစားချင်တယ်တမီးလည်းအမေသားကြိုက်တာပဲသူတပေါင်းစားမယ်လေအဲ့ဟာအားလုံးပေါင်းဘယ်လောက်ကြလဲအမေသားဆိုတော့1900ပဲကြပါတယ်โอเคချကီဝယ်လာပါပြီကျေးဇူးပါနောက်ကြရင်လည်းပြန်မယ်အားပေးကြပါဦးကိုဟန်ဂျီဘယ်ဘောကဲအမေတမီးတို့ဒီမှာခဏလေးကြည့်ရအောင်လေဆိုပွဲရပါဝယ်ရအောင်ပေါ့တမီးရလဲအမေတမီးတို့ပေါ်ထမှာဘာမှမရှိဘူးနော်ဟိုအေးဟုတ်ပါတော့တမီးအမေပတ်စံအလုံးထိမလောက်တော့ဝယ်ဖို့အတွက်ဘာမလို့ပါလဲနားမကြိုင်ပြန်လာဝယ်ရအောင်ပေါ့ဟုတ်ပါပြီတမီးတကြအသားငါဝယ်လာတမီးဟုတ်တယ်အသားငါတခုဝယ်အသားတပွဲဘယ်လောက်လဲဘာအသားတောင်းဖူးဘယ်လောက်ရလဲတောင်းဖူးကြတော့ချိန်ပြီးမယ်နော်တောင်းဖူးကြတော့ငါပိတ်တာရပါဟာတပိတ်တာဘယ်လောက်တပိတ်တာကြတော့2000ပါပဲအရင်တည်းတော့တမီးဘာတော့ဟိုပန်တီဆိုင်အမီလို့တန်နေပြောပြတာပူစည်းကြီးရယ်အဲ့ဆိုတပိတ်တာဘယ်လောက်တပိတ်တာ2000အဲ့ဆိုရင်တပိတ်တာ2000ပေါ့အန်တီတခုပဇွန်တကောင်ကဘယ်လောက်လဲပဇွန်တကောင်ကိုကြာအရင်ကြမ2000မှာခု2ကောင်ပေး4000 6000မှာအကုန်လုံးကျေးဇူးတင်ပါတယ်တမီးပါဝဲဦးမယ်နိုင်ပဲအမတော့အမေတမီးရကြတော့ကွာတမီးရမောင်လေးတော့ကွာရုပ်လေးဝယ်ဖို့တမီးလာချင်တာအယုတ်ဆိုင်ကလည်းဘာဖြစ်တာလဲချစ်တယ်လေတမီးမောင်လေးတော့ဝယ်ပေးမလို့လေဒီမှာကြည့်အခန်းထည့်ကြည့်လိုက်ပါအဲ့ခန်းလေးနဲ့ကားလေးနဲ့ဘာဖြစ်တာလဲမသိအညီမအမရေအမေပြောလိုက်မယ်လေတမီးညီမလေးရေဘာပြောမလဲအန်တီရေဘနော်ဟိုဒီအဲ့ပြအယုတ်ဆိုင်ကကွာဘာအယုတ်ဆိုင်လဲမသိအယုတ်တဲ့အယုတ်ဆိုင်ကလေဘာဖြစ်သွားတော့အဲ့လိုဖြစ်သွားရလို့မသိဒီနေ့မှာတော့ရှိတယ်လေကလေးတခါတော့ကလေးတရားစပိန်နေတဲ့ပတ်စီနေတဲ့ကလေးတရားရှိတယ်လေအန်တီအဲ့ဒါလည်းဘာဖြစ်တာတော့အမြင်ပြောစမ်းပါအဲ့ကလေးဟာပတ်စံယူပြီးတော့အယုတ်တော့ဝယ်မယ်ဆိုပြီးအယုတ်တော့ဝယ်ပါတယ်ဟာငါအယုတ်လေးလည်းဖြစ်ဖို့ဒီစပိန်လေးပဲရှိတာတော့ငါအယုတ်တော့ဝယ်ဦးမှာကွာအဲ့ရနဲ့ပဲသူဟာအယုတ်ဆိုင်တစ်ဆိုင်ကြီးကိုတွေ့ပါပါတယ်ဟာအယုတ်ဆိုင်မှာလားဘာအယုတ်ဆိုင်နဲ့ဘုချစီတဲ့တော့ကြည့်ပါဦးအဲ့ကလေးမဟာသူတယောက်ထဲပဲလာပြီးတော့မှသူဟာညောင်းနေဆိုပြီးသူ့စပင်းလေးတယောက်သားမှာဆိုလို့ပြန်တွေ့ယူပါဟာငါစပင်း
你ပြုတ်တောင်းမယ်တော့ငါယူအောင်ငါတော့မယ်အဲ့ရနဲ့ပဲအဲ့ကလေးမဟာရှိရှိပြီးတော့ထဲထဲဝင်တော့ပါအယုတ်ဆန်ကြီးကိုတွေ့ပြီးဆိုပြီးတော့တွားအယုတ်ဆန်ကြီးရောက်တော့အဲ့မှာအယုတ်ရောက်တဲ့အန်တီရှိအောက်မှာရှိတာကိုမတွေ့ပဲတွတ်တိုက်ချတဲ့တွတ်တိုက်ချတော့အယုတ်ဆန်ကြီးဟာပြတ်သွားပြီးတော့မှရှိတယ်အဲ့မှာရှိတဲ့အန်တီကြီးပါတိတ်ပါပါဟာငါရဲရီဟိုလုံးငါအမေပြင်မယ်အနေပဲအဲ့ကလေးမဟာအနေပြန်သွားပါအမြင်ပြန်သွားပြီမယ်မလွန်တော့တော့အခါဆူဆဲရှာဖွေနေရဲဟာအဲ့ကလေးမကိုတွေ့သွားပါတယ်ကလေးရဲ့ခြေထောက်မှာတွေးစွနေရတွေ့တဲ့ကြမ်းသူ့ကိုဖမ်းသွားပါတယ်ဟက်ကလေးမနေရဟိုဟာကိုတက်တဲ့တူပဲတော့ဟန်လာစမ်းတွေ့မယ်like kiss ကလေးမကိုထောင်ထဲပို့လိုက်ပါတယ်။အိုးထူးဆန်းရှာပဲနော်။တနာပါ။အဲ့ဒါနဲ့ပဲအဲ့ကလေးမဟာထောင်ကြတော့ပါတယ်။အဲ့ဒါမခွင့်လို့ပါလေ။ဒါ။အော်တနာပါနော်။အခုထိလည်းရှိသေးပါတယ်အဲ့ကလေးက။ဟာအဲ့ဒါကိုငါဖြစ်တာလေ။အော်ဒီနေ့ကဒီနိုင်ဆိုဒီဆယ်လုံးမဖြစ်တာပေါ့။မရက်ပဲကြာရရပါ။ကတာလေးဝယ်ကြမှာဝယ်တော့ပါတော့အမေသူနာပါတမင်းမောင်လေးကဝယ်ပေးမျိုးပါကင်းမမျိုးစုံအမေတမင်းကင်းမစားချင်တယ်ဝယ်ပါငါတမင်းညီမလေးအန်တီကလည်းကင်းမခရမ်းညောင်လေးပေးပါအဲ့ဒါလေးဘယ်လောက်ကြာလဲအဲ့ဒါလေးကတော့တထောင်နဲ့ကြာပါလေခေချင်းအတိုင်းနဲ့ပမောမတော့ဟဲ့အမေမဝင်ပြန်နေဝင်နေအမကြီးဘာပြန်လို့လဲဘာဝဲမလဲဘယ်နှခုဝဲမလဲအတိုင်းနဲ့ပမောလေးလေနှစ်ခုလောက်ပေးပါနှစ်ခုဖလောက်ကြနှစ်ခုဆိုတော့ဆောင်းမကြပါလေအမေတမီးတို့တော့ပြောညီမသမီးနေစားချင်လားတမီးဟုတ်ကဲ့တမီးစားချင်တယ်အဲ့ဆိုစားမှာပေါ့ငါတမီးစိတ်ကြိုက်စားမေတမီးတို့အခါမေတမီးတို့ဒီနေ့ဘုချုပ်စီလက်တော့ပြီးဆိုတင်ကြရအောင်လေအမေဖုန်းခေါ်ထားပြီမဟုတ်ဘူးလားခုနခေါ်ထားပါပြီဒီဖုန်းခေါ်ထားရဆိုတော့တော့လိုက်တော့ငါအင်ချီလေးလေးထားပြီဘာလို့လဲဆိုတော့ငါဈေးရောက်နေတူပဲကျန်လားငါဒီတာမင်းနီးရောက်ပြီးလို့ရှိရင်တော့ငါရဲ့အလုပ်ကိုငါတွားလိုက်တော့မယ်ဘာလို့အင်ချီလေးထားရောအကိုရအကိုကပနော်တရားဟိုလူပို့ပြီးလို့ရှိရင်အကိုကကျအကိုတို့အားရမှာပဲပါအကြမ်းလို့ပါအမေတို့မယ်အကြမ်းမယ်ပြင်မယ်အားလုံးကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာဘာလေးလုပ်ပြရမလဲဘာလေးတင်ပြမလဲဆိုရင်တင်ပြပါ Evelyn ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးကိုဘိုင်ဘိုင်လေးပြောချင်ပါတယ်